ဒီတခင်ကတော့တွကြောင်လေးတွေရဲ့ရှုပ်ဝက်ပေါ်ဖော်ထုတ်နိုင်သွားပါတယ်။ကြောင်လေးတွေကနေဘက်ဆိုရင်အမြဲတမ်းပင်ပန်းနွမ်းနေပြီးတော့တချို့ကောင်တွေဆိုရင်မျက်ကွင်းနေတော့ညိုပြီးမဲနေကြတာပါ။ဒီကောင်တွေကညက်ဘက်ရောက်ရင်လည်းကြက်ပြောင်ငှက်ပြောင်တွေပြောက်ကုန်ကြပါတယ်။ဒီချက်ကပဲတခင်ဖြစ်သူကိုတန်တရားဝင်သွားစေပါတယ်။ဒီလိုနဲ့တညမှာတော့အခန်းတစ်ခန်းကနေထူးဆန်းတဲ့မီးအောင်တွေထွက်နေတာနဲ့တူတော့ဖွင့်ကြည့်လိုက်ပါတယ်။အထက်မှာတော့တွကြောင်လေးတွေကကိုပိုင်ကလပ်တစ်ခုရောက်နေတယ်လို့မျိုးရောင်စုံချယ်တွေကျမ်းမှာရှုပ်ဝက်ကခုံပွဲကျင်းပနေကြတာပါ။စစချင်းမှာတော့တခင်ဖြစ်သူကတိတ်ပြီးရေးမထားခဲ့ပါဘူး။ဒါပေမဲ့လို့နောက်ရက်မှာလည်းတွကြောင်လေးတွေကထပ်ပြီးပျောက်သွားပြန်ပါတယ်။ဒါနဲ့တူကလိုက်စစ်ကြည့်လိုက်တဲ့အခါမှာတော့ကြောင်လေးတွေကကတ်ထုပုံနဲ့မှာပါတီပွဲကျင်းပနေကြတာပါ။သူတို့ကကြောင်မလေးတွေကတဲ့ဗီဒီယိုတောင်ကြည့်နေလိုက်ကြပါသေးတယ်။ပိုင်ရှင်ဖြစ်သူကများမှာတော့ပြောတဲ့စကားမှမရှိတော့ပါဘူး။ဒါနဲ့သူတို့ရဲ့ကမောက်ကမဖြစ်နေတဲ့ချိန်တရားကိုပြင်ဖို့အတွက်တခင်ဖြစ်သူကရှိုးပွဲရုံကိုပိတ်လိုက်ပါတယ်။ပြီးတော့ကြောင်မလေးတွေကတဲ့ဗီဒီယိုကိုလည်းကြည့်ရှုခွင့်တားမြစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မနေ့တိုင်းသူတို့ကိုနှိုးဆက်ပြီးနှိုးပါတယ်။ပြီးတော့ပြန်အိမ်လို့မရအောင်မရေမိုးချိုးပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဒီကောင်တွေကတော့လင်းရင်တစ်တို့ခိုးပြီးငိုက်ပါတယ်။ညဘက်ရောက်ရင်လည်းတခင်ဖြစ်သူကပါတီတက်လို့မရအောင်ဆိုပြီးအတင်းစိုးအိတ်ခိုင်းပါတယ်။ဒါပေမဲ့တူကလန်အန်ကြောင်မိတ်ပဲဖုန်းကြည့်နေတဲ့အတွက်ကြောင်လေးခင်ဗျာမှလည်းရောရောင်ကြည့်ရင်လည်းပန်တာဝုံဝုံလေးလိုမျက်ကွန်းလေးတွေညိုပြီးမဲတော့ပါတော့တယ်။